ကျုပ်ကိုယ်တိုင်ဖျားရကပြုတ်တီခဲ့သောကျုပ်စေတီကိုကျုပ်မှလွဲပြီးမြည်သူမှထီးတင်လို့မရပါစေသားကိုဝွန်အေးအမကြီးနဲ့မယားဖြစ်သူရဲ့ဘိုက်ကိုဓာတ်နဲ့ခွဲမိမိတရေသားကိုထုတ်ယူစားသုံးပြီးရှင်းစာရာကိုပြောက်သွားသူခုထိလက်ပဲဖြစ်ပါတယ်ဂမ်ဘီယာနမိကျောင်းရဲ့ပါဇက်ထဲမှပါရပိုက်ပန်ရှင်ကိုတီလက်ကသူကိုယ်တိုင်တည်ထားခဲ့တဲ့ဖျားမှာကျင်းစားတိုက်မိလို့ယနေ့အထိထိတော်မရှိတဲ့ဖျားအနေနဲ့သိရှိနေစေလို့ဆိုကြပါတယ်ဒီဗီဒီယိုမှာတော့မွန်ရွာမြို့မှာအန်ဒီတော်နှင်းစီနဲ့ကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြတဲ့ဘယ်သူတူတယောက်ကမှထိတော်တင်မရတဲ့ထိလက်ဖျားရဲ့နောက်ခံသမိုင်းတွေကတခုထိလက်ရဲ့ဘဝစာကြောင်းကိုဘုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါဟဲ့ထီလက်လူစိတ်ပြောက်ပြီးနတ်စိတ်ရောက်စမ်းကျွန်တော်တော့ဇာနီပဲဖြစ်ပါတယ်မိသားစုနောင်ရေးအတွက်ပညာရေးကျန်းမာရေးနဲ့စီးပွားရေးပုံမှုအဆင်ပြေစေတဲ့မြို့ပြလူနေမှုစနစ်ကိုပြောင်းလဲဖို့အချိန်တန်ပါပြီငွေကျပ်သိန်း900ကနေစပြီးစိတ်တိုင်းကျရွေးချယ်နိုင်မဲ့အိမ်ချမ်းမြေကွက်တွေကိုကျမတို့ကစနစ်တကျစီစဉ်ပေးထားပါတယ်ဒါကြောင့်ကျမတို့ဟောင်စာကိုဆက်သွယ်ပြီးတင့်အနာဂတ်အတွက်ခိုင်မာတဲ့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုကိုစတင်လိုက်ပါတခါကအင်းဝခေတ်မှာစီကူးနယ်ညောင်ဝန်းရွာသားကိုထီလက်နဲ့ရွှေကုံတိုင်မပိုးဦးတို့လင်မယားနေထိုင်ကြပါရယ်သူတို့နှစ်ယောက်အိမ်အောင်ပြုတ်ပြီးမကြာမီမှာမပိုးဦးကိုရှိလာပါရယ်ကိုထီလက်ဟာ39မိနစ်စီရင်မှာနာမည်ကြီးတဲ့ကိုကြီးကျော်နဲ့ငယ်ငယ်ချင်းများဖြစ်ကြပြီးသူတို့နှစ်ဦးကနတ်မိကျောင်းချောင်းဘေးကညောင်ပင်အောက်မှာအတူတူအရက်တောက်လေးရှိကြပါတယ်တနေ့မှာကိုကြီးကျော်ကကိုထီလက်ကိုထူးဆန်းတဲ့စကားတစ်ခုပြောလာပါတယ်ကိုကြီးကျော်ကဒီနတ်မိကျောင်းချောင်းထဲမှာထူးဆန်းတဲ့ဂမ်ဘီယာနတ်မိကျောင်းတစ်ကောင်ပေါ်လာတတ်ကြောင်းအဲ့ဒီနတ်မိကျောင်းရဲ့ပါဇက်ထဲမှာမော်ပါရပိုက်တစ်ဆောင်ပါလာတတ်ကြောင်းနဲ့အဲ့ဒီပါရပိုက်ကိုရအောင်ယူနိုင်ခဲ့ရင်ရှင်းစာယာကိုပြောက်အတတ်ပညာတွေအစုံအလင်ပါလာတတ်ကြောင်းပြောပြခဲ့ပါရယ်ကိုထီလက်ကကိုကြီးကျော်ရဲ့စကားကိုစိတ်ဝင်စားသွားပြီးဂမရပါရပိုက်ကိုယူဖို့ဆုံးဖြတ်လိုက်ရာကိုကြီးကျော်ပြောထားတဲ့အတိုင်းနေ့ရက်လနာရီအတိအကျမှာအဲ့ဒီချောင်းတွေကနေမိချောင်းတစ်ကောင်ထူးဆန်းစွာပေါ်လာပါရယ်ဒီလိုနှက်မိချောင်းတွေဆိုတာအချိန်အခါနာရီအတိအကျနဲ့ပေါ်လာတတ်တဲ့အတွက်ဒီလိုအခွင့်အရေးကိုလက်မလို့စေခြင်းတဲ့စိတ်နဲ့ကိုကြီးကျော်ကကိုထီလက်ကိုအခုလိုလှမ်းပြောလိုက်ပါတယ်ဟဲ့ထီလက်လူစိတ်ပြောက်ပြီးနတ်စိတ်ရောက်စမ်းဒီအချိန်မှာပဲကိုထီလက်ကချက်ချင်းလူစိတ်ပြောက်ကနတ်စိတ်ဝင်ပြီးမိချောင်းစီပြေးဆင်းသွားရာနတ်မိချောင်းရဲ့ပါဇက်ထဲကထူးဆန်းတဲ့ပါရပိုက်ကိုနှပ်ယူပြီးကုန်းပေါ်ကိုပြေးတက်လာပါရယ်ဂမ်ဘီယာပါရပိုက်ကိုပိုင်ဆိုင်သွားတဲ့ကိုထီလက်ကသူ့ရဲ့တငယ်ချင်းကိုကြီးကျော်ကိုကျေးဇူးတင်စကားပြောပြီးအိမ်ပြန်သွားပါရယ်ဒီလိုနဲ့လူချေတိတ်တဲ့တညမှာသူအသက်နဲ့လဲပြီးအရာယူနိုင်ခဲ့တဲ့ပရပိုက်ထဲကရှားပါကြည့်စဉ်တစ်ခုကိုစတင်လေ့လာတဲ့အချိန်မှာပဲကိုထီလက်တယောက်တွေးပြက်သွားပါတယ်အဲ့ဒါကရှိန်စာယာကိုပြောက်ကြည့်စဉ်တစ်ခုမှာမိမိရဲ့မယားကိုဝန်ရှိလာတဲ့အခါမယားရဲ့ဘိုက်ကိုခွဲတရေသားကိုအရှင်လက်လက်ဆွဲထုတ်ပြီးအဲ့ဒီတရေသားကိုအစိမ့်လိုက်စားရမယ်ဆိုတဲ့ကြည့်စဉ်ပဲဖြစ်ပါတယ်ဒီအကြောင်းကိုတကယ်ချင်းဖြစ်သူကိုကြီးကျော်နဲ့ပြောပြတိုင်ပင်လိုက်တဲ့အခါကိုကြီးကျော်ကအယမ်းမူးနေတဲ့တကယ်ချင်းထီလက်ကိုလူစိတ်ပြောက်ပြီးနတ်စိတ်ဝင်စေလို့ပြောလိုက်တဲ့အခါကိုထီလက်တယောက်ရုတ်တရက်လူစိတ်ပြောက်သွားကသူ့ရဲ့မယားကိုတတ်ဖို့အိမ်ကိုချက်ချင်းအပြေးလာပါတယ်ကိုဝုံနဲ့ဇနီးတဲ့မပိုးဦးလဲကြောက်လာတကြားနဲ့ထွက်ပြေးပေမဲ့ထုံကြီးရွာအကျော်ရေချမ်းရွာမရောက်ခင်လေးမှာမိသွားပြီးကိုထီလက်ကတနာညတာမှုကင်းမဲ့စွာနဲ့ကိုဝန်ရှိနေတဲ့သူမယားဘိုက်ကိုခွဲတရေသားကိုထုတ်အစိမ့်လိုက်စားအပြီးမှာရှိန်စာယာကိုပြောက်အစီရင်ပေါင်းမြောက်သွားပါလေ
ဒါကြောင့်ကိုထီလတ်ကသူ့ရဲ့ကိုပြောက်ပညာနဲ့တခုအလုပ်ကိုစတင်လှုပ်ဆောင်လာပါတယ်တနေ့မှာအသက်အရွယ်တစ်ခုရောက်ရှိလာတဲ့ကိုထီလတ်ဟာဖျားတကာဖြစ်ကျင်တဲ့အတွက်ဖျားတဆူစပြီးပြီးပါတယ်ဒါပေမဲ့ကိုထီလတ်တယောက်သူ့ကိုယ်သူကားစားသားအရန်နိုင်နေတာကိုမသိရှာပဲဖျားကိုစူးစမ်းတိဆောက်ခဲ့ပြီးဖျားတဆူပြင်းမြောက်ခဲ့ပါတယ်နောက်ဆုံးဖျားဌာပနာထဲ့မဲ့အချိန်မှာကိုထီလတ်ကဘရင်ပိုင်ဆိုင်တဲ့ဘန္ဒာတော်ဓာတ်ကိုသူ့ရဲ့ကိုပြောက်ပညာနဲ့ဖောက်ထွင်းခိုးယူပြီးဖះမှာထည့်ပြီးဌာပနာမယ်လို့ဆုံးဖြတ်လိုက်ပါတယ်တကယ်တော့ကန်စာတာနှိပ်နေတာကိုမသိရှာတဲ့ကိုထီလတ်ဟာဘရင်ဘန္ဒာတိုက်ထဲကယတနာများကိုခိုးယူအပြီးကိုရောင်မပြောက်ခင်လေးမှာပဲရဲမက်တွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်ဘရင်ကတိုင်းပြည်ကိုဒုက္ခပေးနေတာကြာပြီဖြစ်တဲ့ရာဇဝတ်သားထီလတ်ကိုဘယ်လိုမှခွင့်မလို့ပဲနေကွယ်ရင်ကိုမြတ်ဖို့အမိန့်ချမှတ်လိုက်ပါတယ်ဒါကြောင့်ကိုထီလတ်တယောက်လူသက်ကောင်းမှာကြီးစွာသောနောက်ထပ်တရားတွေနဲ့အတူသူရဲ့နောက်ဆုံးနေဝင်ချိန်လေးကိုငေးကြည့်ရင်တစ္ဆာအဋ္ဌံတစ်ခုပြုလိုက်ပါတယ်ကျုပ်ကိုယ်တိုင်ဖျားတကာပြုတ်တည်ခဲ့သောကျုပ်စေတီကိုကျုပ်မှလွဲပြီးမြည်သူမှထီးတင်လို့မရပါစေသားနောက်ဆုံးမှာတော့ကိုထီလတ်ကိုမြတ်ခံရကသူ့ရဲ့တစ္ဆာစကားလဲဒီနေ့အထိတစ္ဆာဆူနေခဲ့ပြီးကိုထီလတ်တည်ခဲ့တဲ့ဘုရားကယနေ့ထိတိုင်ထီတော်မရှိပါဘူးအဲ့ဒီဇေဒီကစီကူးမြို့နယ်တောင်အင်းရွာအနောက်ဘက်ထုံကြီးရွာရဲ့အရှေ့ဘက်မှာတည်ရှိပြီးအခြားပုဂ္ဂိုလ်ထုများစွာကအဲ့ဒီဇေဒီကိုထီတော်တင်ဖို့အကြိမ်ကြိမ်စူးစမ်းကြပေမဲ့မအောင်မြင်ခဲ့ကြပါဘူးလွန်ခဲ့တဲ့1992ခုနှစ်မှာတသနာပြုပုတ်ကိုရောက်ကော့အဖေကြီးလဲဟောင်းနွားနေတဲ့ဒီထီလစီဒီကိုအစ်စ်ပြန်လဲမွမ်းမံပြီးထီတော့အစ်စ်တင်ဖို့ဆောင်ရွက်ပြန်ပါရီဒီလိုနဲ့ထီတော့တင်မဲ့နေ့မှာအချိန်ကမဟုတ်ပဲမိုးတိထန်စွာရွာသွန်းပြီးပွဲပြတ်သွားပြီနဲ့ထီတော့အစ်စ်ကိုတော့ရအောင်တင်နိုင်ခဲ့ပါရီဒီလိုနဲ့ထီတော့အစ်စ်တင်ပြီးလို့နောက်တစ်နေ့အကြာမှာဇီဒီရဲ့အထက်ပစ္စည်းံကိုမိုးကြိုးထိမှန်ပြီးထီတော့မြေခခဲ့တာဒီချိန်ထိပဲဖြစ်ပါကြောင်းဘုသူတတ်ဖြစ်စေဖို့ရာစေတနာထားညှဝေပေးလိုက်ရပါတယ်